တခိုင်း from မြန်မာကိုအားပေးလာတဲ့ညီကိုမောင်နှမတွေအားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အနားယူပါပြီ2020ပတ်ချလေလောက်ကနေစပြီးတော့ကျွန်တော်ရဲ့ဒီ The Guy from Myanmar journey လေးစခဲ့တယ်ပေါ့ဗျာအဲဒီတော့ကျွန်တော် cinematic video လေးတွေအားတဲ့အချိန်မှာသွားရိုက်တယ်ကြားထဲမှာကျွန်တော် channel မှာ video editing tutorial နဲ့တခြား knowledge sharing တွေတင်ပေးခဲ့တဲ့ကိုစွမ်းထက်အနေနဲ့ကျွန်တော်တည်ရှိခဲ့ရပါတကယ်တမ်းတော့ပြောရမယ်ဆိုရင်ကျွန်တော်အားပေးနေတဲ့ညီကိုမောင်နှမတွေအားလုံးကိုကျွန်တော်ဒီထက်ပိုကောင်းတဲ့အရာတွေချပြချင်တယ်ဗျာအဲ့ဒီအတွက်လည်းကျွန်တော်အမြဲတမ်းစူးစမ်းနေတယ်အခုတော့အဲ့ဒီအရာတွေအတွက်အချိန်တန်ပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်မန္တလေးကနေပြီးတော့ရန်ကုန်ပြောင်းလာခဲ့ပါပြီနောက်ပိုင်းကျွန်တော်လုပ်မဲ့ content ပုံစံမျိုးတွေကအရှိကကျွန်တော်လုပ်ခဲ့သလိုမျိုး video editing tutorial တွေ knowledge sharing တွေဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်မှာပြဿနာတစ်ခုရှိပါတယ်အဲ့ဒါဒီ The Guy from Myanmar ကိုကျွန်တော်ကစပြီးတော့ run တဲ့အချိန်မှာ business တစ်ခုအနေနဲ့ run ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စီမှာရှိနေတဲ့ follower တွေနဲ့ပြီးတော့ကျွန်တော်ပုံမှာလူတွေမြင်နေတဲ့အမြင်တစ်ခုကကျတော့တင်နန်းဆရာတယောက်အနေနဲ့မြင်နေကြတာပေါ့နော်တကယ်တမ်းကကျတော့ကျွန်တော်ကအဲ့လိုမျိုးသွားချင်တာမဟုတ်ဘူးပေါ့အဲ့တော့ကျွန်တော်ခွဲထုတ်တဲ့အနေနဲ့ Facebook မှာဆိုရင်ကျွန်တော်ရဲ့ဒီ Swan Life ဆိုပြီးတော့အလုံးတချို့တီးတဲ့လူတွေလည်းရှိကြမှာပါအဲ့လိုမျိုးကျွန်တော်ခွဲထုတ်လိုက်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းကျွန်တော် The Guy from Myanmar ဘက်မှာ content တွေတင်ပြမှာမဟုတ်တော့ပါဘူးအဓိကတော့ကျွန်တော်ရဲ့ဒီနောက်ပိုင်းဖန်တီးခြင်းတွေဗျာအဲ့ဒီတော့ကြောင့်မလို့ပတ်စံလိုတယ်ဗျာအဲ့တော့ပတ်စံရှာတဲ့ကိစ္စတွေကိုကြတော့ကျွန်တော် The Guy from Myanmar ဘက်မှာလုပ်မယ်ကျွန်တော်ရဲ့တခြား creation တွေကျွန်တော်လုပ်ရှင်တဲ့ content ပုံစံမျိုးတွေ lifestyle နဲ့ပတ်သက်တဲ့အရာလေးတွေအဲ့ဒါတွေကိုကြတော့ကျွန်တော်ကဒီ Swan Life ဆိုတဲ့ Facebook page မှာကျွန်တော်ပြောင်းပြီးတော့ပဲတင်ပြတော့မယ်ပေါ့နော်အဲ့တော့ဒါကကြတော့ကျွန်တော် video နဲ့ official announce လုပ်တာပါကျွန်တော်ရဲ့ဒီ YouTube channel ကိုကြတော့ကျွန်တော် The Guy from Myanmar နေပြီးတော့ကျွန်တော်ရဲ့ကိုယ်ပိုင်နာမည်ပေါ့နော် Swan Life ဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်ပါတယ်အဲ့တော့ YouTube ကကြည့်နေတဲ့ border ကြီးနာမည်ပြောင်းတာကိုသတိထားမိရဲ့လူလည်းရှိရင်ရှိလိမ့်မယ်တကယ်လို့သတိမထားမိသေးဘူးဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel name ကိုလည်းကျွန်တော်ပြောင်းထားပါတယ်အဲ့တော့နောက်ပိုင်း content ပုံစံအသစ်တွေနဲ့တခြားကျွန်တော်ရဲ့ဒီ creation လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီဟာတွေအားလုံးကိုကျွန်တော်ရဲ့ဒီ Swan Life YouTube channel ကနေပြီးတော့ကျွန်တော်တင်ပေးသွားပါတော့မယ်ဘာလို့ကျွန်တော် Swan Life ဆိုပြီးတော့လောက်တာလဲဆိုတော့ရည်ရွယ်ချက်ကရှင်းပါတယ်တနေ့ချိန်ကျွန်တော်တို့အသက်တွေကြီးသွားလိမ့်မယ်ဗျာကျွန်တော်ဆိုရင်အခု20ကျော်ဗျာ30ကျော်40ကျော်50ကျော်လောက်အထိကျွန်တော်အသက်တွေကြီးသွားလိမ့်မယ်အဲ့ဒီကျရင်ကျွန်တော်ပြန်ပြီးတော့ကို content တွေကိုပြန်ပြီးတော့ကြည့်တဲ့အခါကျရင်ဒီတိုင်းကင်မရာရှိမှထိုင်ပြီးတော့ knowledge တွေထိုင်ပြောနေရတဲ့စာရင်ကျွန်တော်ရဲ့ဖြတ်တန်းလာခဲ့တဲ့ဘဝတစ်လျှောက်လုံးကအတွေ့အကြုံတွေနဲ့ပြီးတော့ရင်ကျွန်တော်ရဲ့ဒီဖြတ်တန်းလာခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော် document လုပ်ပြီးတော့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေကျွန်တော်နဲ့ဝါသနာချင်းတူရဲ့ညီကိုမောင်နှမတွေဒါမှမဟုတ်ရင်တခြားကျွန်တော်အားပေးနေတဲ့ညီကိုမောင်နှမတွေပေါ့နော်သူတို့တွေနဲ့အတူတူ sharing လုပ်ပြီးတော့တွားတဲ့ဒီအတိတ်ပဲရှိတဲ့အရာလေးတစ်ခုကိုကျွန်တော်ပို့ပြီးတော့မြင်ချင်တယ်ဗျာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အဲ့လိုမျိုးလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါနောက်ဆုံးအနေနဲ့ကျေးဇူးတင်စရာလူတစ်ယောက်ရှိပါတယ်အဲ့ဒါကတော့အရင်တော့ The Guy from Myanmar စွမ်းထက်ကိုပါအဲ့ဒီစွမ်းထက်ကိုအခုချိန်ထိအားပေးလာခဲ့တဲ့ညီကိုမောင်နှမတွေအားလုံးကိုလည်းကျွန်တော်ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားတို့တွေကိုဒီထက်ပိုပြီးတော့အနှစ်သာရရှိတဲ့ content တွေဖန်တီးနိုင်အောင်လို့လည်းကျွန်တော်အမြဲတမ်းကြိုးစားနေပါတယ်အဲ့တော့ Swan Life မှာ Swan ထက်အသစ်နဲ့ပြန်ပြီးတော့ဆုံကြပါမယ်အဲ့တော့အားလုံးပဲ see မင်္ဂလာပါခင်ဗျာ Guy from Myanmar about the cash flow I never had no handouts was king natural I've been tested so much all these wrestlers nice all these different situations that I've been through I seen pain trying to creep in through the window but now I'm sliding through the hood in a Benzo you gotta separate yourself just to elevate I keep some drink in my cup to see through the hate sometimes you gotta thank God and just roll the dice Pacino